အားလုံးပဲမင်္ဂလာပါရှင် Book Vista Channel လေးမှာကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ဆရာဖေးမြင့်ရေးသားထားတဲ့ဘေဘီလုံးမှာချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတဲ့စာအုပ်လေးရဲ့အခန်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီလို audio book လေးတွေကိုသဘောကျတယ်ဆိုလို့ရှိရင်တော့ subscribe လုပ်ထားပေးဖို့လည်းမမေ့ပါနဲ့နော်အခန်းလေးကံကြမ္မာဆောင်နဲ့သမီးနဲ့တွေ့ဆုံခြင်းလူတစ်ယောက်ကံကောင်းလာပြီဆိုရင်ဘယ်များအထီးကံကောင်းပြီကိုခံမှန်း၍မရနိုင်ကိုင်းတွားလျောဟူယူဖရေးတီမြစ်တဲ့ပြချသည့်တိုင်အသက်မတည်ုံမကလက်ထက်ပလဲတစ်လုံးကင်ပြီးပြန်တက်လာနိုင်သည်ကံကြမ္မာကောင်းနှင့်ကြုံကြိုက်လိုသောဆန္ဒကကမ္ဘာလူမျိုးတစ်ပါးမှရှိသောတူညီသည့်အလိုဆန္ဒတစ်ခုပင်ဖြစ်သည်ဒီကနေ့လူတွေထဲမှာအဲ့ဒီဆန္ဒပြင်းပြသလိုလွန်ခဲ့သောနှစ်ပေါင်း4000ကလူများ၏ရင်ထဲတွင်လည်းအလားတူပင်ပြင်းပြရှိခဲ့သည်ကျွန်တော်တို့အားလုံးပင်ကံကြမ္မာဆောင်တဲ့သမီးမျက်နှာသာပေးမှုကိုခံယူရရှိလိုကြမည်ဖြစ်သည်ကံတဲ့သမီးသည်မိသည့်အခါမိမိအားမျက်စိကျလိမ့်မည်နီမိမိအပေါ်ရရရောသဘောကောင်းလာလျောက်မိတို့ဆွဲဆောင်ခေါ်ငင်ရပါမည်နီကံကြမ္မာကောင်းကိုဆွဲဆောင်ခေါ်ငင်နိုင်သည့်နီလန်းဟူသည်ကိုအမှန်တကယ်ရှိပါ၏လောရှေးဘေဘီလုံသားတို့၏ကောင်းထဲမှာဒီပြဿနာကဲအောင်ခဲ့သည်ဒီပြဿနာကိုသူတို့စူးစမ်းဖြေရှာကြသည်စင်စစ်ဒီပုဂ္ဂိုလ်တွေသည်ဉာဏ်ပညာထက်မြက်သူများအတွေ့အခေါ်ရာနိုင်လိမ္မာသူများဖြစ်သည်ထို့ကြောင့်လည်းသူတို့၏မြို့တော်သည်ထိုခေတ်အခါကအချမ်းသာအကျွဲဝဆုံးနှင့်တကောအာဏာအကြီးမားဆုံးဖြစ်ခဲ့ခြင်းဖြစ်သည်ရှေးဘဝေတနီဟုဆိုရမည်ထိုစဉ်ကာလကသူတို့စီတွင်စာသင်ကျောင်းများတက္ကသိုလ်ကောလိပ်များမရှိသေးပါသို့သောအသိပညာစီးပူးရာနေရာဌာနတစ်ခုကရှိခဲ့ပြီးဖြစ်သည်ပညာကိုလက်တွေ့ရှာမိသည့်နေရာတစ်ခုဒီနေရာကဘေဘီလုံ၏ကြီးကျယ်ခမ်းနားသောအဆောက်အအုံများစွာထဲတွင်မှာအထင်ရှားဆုံးတစ်ခုဖြစ်ဘရင်မင်းမြတ်ဆန်နှန်းတော်ဥယျာဉ်ပြန်များအထင်ကရနှက်ကွန်ကြီးများနေတန်းတူအရေးပါခဲ့သည်အဲ့ဒီအချိန်ကဘေဘီလုံသားတို့၏အတွေ့အခေါ်အယူဆများကိုပုံသွင်းမှန်နေရ၌ဒီနေရာလောက်ဩဇာတိတ်ကကြီးမားသောနေရာမရှိခဲ့သို့သောတမိုင်းကျမ်းများထဲတွင်မူဒီနေရာအကြောင်းတစ်စိတ်တစ်စောင်းများပင်ဖော်ပြလိမ့်မရှိခဲ့ထိုအဆောက်အဦကိုပညာပိမှန်အဆောက်အဦဟုခေါ်ဝေါ်ကြသည်အဲ့ဒီနေရာတွင်စေတနာဆရာတို့ကမိမိတတ်အပ်သမျှပညာကိုအခမဲ့ဟောပြောပို့ချကြသည်လူအများစိတ်ဝင်စားသောအကြောင်းအရာတို့ကိုဒီနေရာတွင်လွတ်လွတ်လပ်လပ်ဆွေးနွေးဝေဖန်ကြသည်အဲဒီအဆောက်အုံအတွင်းရှိစဉ်တွင်လူတိုင်းဒီတန်းတူရည်တူပင်ဖြစ်သည်အနေအကျဆုံးကြေးကျွန်းသည်လည်းမင်းညီမင်းသားတစ်ပါးနှင့်အတွေ့ခေါ်ခြင်းရှင်ပြိုင်ဆွေးနွေးခွင့်ရှိသည်ပညာပေးမှန်နှင့်ပုံမှန်လာရောက်ကြသူများထဲတွင်တဦးသောပုဂ္ဂိုလ်ကဘေဘီလုံနှင့်အကျယ်ဝဆုံးဟုလူအများသိထားကြသည့်တကြွပညာရှိအာခတ်ဖြစ်သည်အာခတ်မှာပညာပေးမှန်ထဲ၌တည်တံ့ခမ်းမတစ်ခုပင်ရှိထားသည်ဒီခမ်းမ၌ညာတိုင်းလိုလူစီးလေးရှိသည်လူကြီးလဲပါသည်လူငယ်လဲပါသည်အဓိကတော့လူလက်ပိုင်းပုဂ္ဂိုလ်များဖြစ်သည်ညစဉ်သည့်အခမ်းမစုဝေးကအများစိတ်ဝင်စားသည့်အကြောင်းရမျိုးစုံကိုဆွေးနွေးပြောဆိုလေးရှိသည်တခုသောညချမ်းမှာသူတို့ဆွေးနွေးဝေဖန်ကြသည့်အကြောင်းအရာတစ်ခုကိုကျွန်တော်တို့နားဆင်ကြည့်ကြပါစို့အနာမိုးကုတ်ဆက်ဝိုင်းတွင်နေလုံးနီဝင်ရောက်ပြောက်ွယ်လူအချိန်ခမ်းမထဲသို့အခက်ရောက်လာသည်အခန်းထဲမှာလူ40လောက်ကသူ့အရင်ရောက်နေပြီဖြစ်သည်ကျမ်းပြင်တွင်ကော်စောငယ်ကိုစီခင်းကထိုင်သူထိုင်လဲသူလဲနေကြသည်အခန်းနောက်မှဝင်သူတွေဝင်လာကြသည်ဒီညဘယ်ကောင်းစဉ်ဆွေးနွေးကြမလဲအခက်ကမေးသည်ဆွေးနွေးဝိုင်းတက်လာသူတွေတယောက်မျက်နှာတယောက်ကြည့်ကြပြီးအတန်ကြာတော့အရေးရှိပုဂ္ဂိုလ်တယောက်ထလာသည်သူကရက်ကန်းလုပ်ငန်းလုပ်ကင်သူတဦးကျွန်တော်ဆွေးနွေးစေချင်တဲ့အကြောင်းအရာတစ်ခုရှိပါတယ်ဒါပေမဲ့အခက်ရောဒီကမိတ်ဆွေတွေတက်ပါရဲစရာဖြစ်နေမှာဆိုလို့ကျွန်တော်ပြောရခက်နေတယ်ဒီအခါအားလုံးကပင်သူ့အားလွတ်လွတ်လပ်လပ်တင်ပြပြောဆိုဖို့ဝိုင်းဝန်းတိုက်တွန်းကြသည်ထို့နဲ့သူစကားဆက်ဖြစ်သည်ဒီကနေ့ကျွန်တော်ကန်ကောင်းနေဗျာပတ်စံရေးတိတ်ကောက်ရတယ်အထဲမှာရွှေရင်းငါးပြားတချို့ပါတယ်ဒီဟာရတော့ကျွန်တော်စိတ်ထဲမှာငါဒီအတိုင်းသာဆက်ပြီးကန်ကောင်းရင်ဆိုတဲ့အတွေ့အကြုံပေါ်လာတယ်ရှေ့ဆက်ပြီးကန်ကောင်းခြင်းတဲ့ဆန္ဒကျွန်တော်မှာပြင်းပြနေတယ်တစ်ချိန်တည်းမှာဒီဆန္ဒမျိုးဟာကျွန်တော်ညီတို့အခြားသောသူများမှလည်းရှိမှာပဲလို့တွေးလာမိတယ်ဒါကြောင့်မို့လို့ဒီကနေ့ပွဲမှာကျွန်တော်တို့အနေနဲ့ကံကြမ္မာကောင်းတွေကိုစီမမှန်ရအောင်လာအောင်ခေါ်ယူနိုင်မဲ့နီလန်းဆိုတာမျိုးရှိသလားမရှိဘူးလားအကယ်၍ရှိရဆိုရင်လည်းဘယ်လိုနီလန်းတွေလဲအဲ့ဒါရအောင်ကျွန်တော်တို့ဘယ်လိုလုပ်နိုင်ကြမလဲဆိုတဲ့အကြောင်းဆွေးနွေးကြဖို့ကျွန်တော်အကြံပြုချင်တာပါတိတ်ဆိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာပါပဲအခက်ကမချက်ချသည်ကျွန်တော်တို့တိတ်ကိုဆွေးနွေးတင်တာပေါ့လူအတော်များများအမြင်ရတော့ကံကောင်းနေဆိုတာကျွန်တော်တို့လုံးဝရည်ရလဲမထား
ဘလို့အကြောင်းမှလည်းမရှိဘဲနဲ့ကောင်းတဲ့အရာတစ်ခုအချောက်တိုက်ဖြစ်လာတာဘလို့အလျောက်လာကြုံကြိုက်တာမျိုးကိုဆိုလိုတာပေါ့တချို့ကြတော့လေကံကြမ္မာကောင်းဆိုတာအင်မတန်ရောသဘောကောင်းတဲ့ကုသိုလ်ကံဆောင်တဲ့သမီးအက်စတာစီမံဖန်တီးတဲ့အတွက်ကြောင့်ဖြစ်ရတာသူသဘောကျတဲ့လူသူစေတနာပေါက်တဲ့လူကိုသူကဖောတီတီပေးချလိုက်တာလို့ယုံကြည်ကြပြန်တယ်အဲ့ဒီတော့ခမည်းတော်ကဘယ်လိုယုံကြည်ကြသလဲကျွန်တော်တို့စီကံကြမ္မာကောင်းတွေရောက်လာအောင်ဘယ်ပုံဘယ်နည်းနဲ့ဆောင်ရွက်နိုင်မယ်လို့ခမည်းတော်မြင်ကြသလဲဆွေးနွေးကြစမ်းပါဟုတ်တယ်လှုပ်စမ်းပါနားထောင်လို့စိတ်ထက်သန်သူတစုကတက်တက်ကြွကြွတောင်းဆိုသည်အခက်ကဆိုသည်ကဲဟုတ်ပါတယ်ပထမဆုံးစောကရကန်းလုပ်ငန်းရှင်မိတ်ဆွေပြောထားတဲ့ကံကောင်းတဲ့အတွေ့အကြုံမျိုးရှိခဲ့ဘူးသူတွေကကိုတွေ့လေးတွေအရင်ဖောက်တဲ့ချကြစမ်းပါပြီးတော့မှဝေဖန်ကြသုံးသပ်ကြတာပေါ့ပရိသတ်ကတယောက်မျက်နှာတယောက်လိုက်ကြည့်နေကြသည်ဘယ်သူများထမလားဟာဘလို့လဲတယောက်မှမရှိဘူးလားဒီတိုင်းသာဆိုရင်တော့ရကန်းဆရာရဲ့ကံကောင်းမှုမျိုးဟာကြုံကြိုက်ဖို့အင်မတန်ခဲရင်တဲ့အရာလို့ဆိုရမလို့ဖြစ်နေပြီကဲဒါဖြင့်လေတယောက်ယောက်တော့ပြောစမ်းပါကံကြမ္မာကောင်းကြုံချင်ရင်ဘလို့နေရာမျိုးမှာကျွန်တော်တို့လိုက်ရှာကြမလဲအခက်ကမေးသည်ကျွန်တော်ပြောပါမယ်တတနာနာဝစားထားသည့်လူငယ်တယောက်ကထားရည်ဆိုသည်ကန်ဆန်းကျင်နေဆိုရင်တော့ကစားဝိုင်းနေရှိတာပေါ့ဗျာဟုတ်တယ်မလားကန်တိုင်းမတိုက်သိချင်းကံကြမ္မာဆောင်တဲ့သမီးကကိုမလားမမဘူးလားဆိုတာသိချင်းအဲ့ဒီဝိုင်းတွေပဲသွားရမှာပေါ့ဒီလိုပဲသွားနေကြတဲ့သူတွေလည်းအများကြီးရှိတာပဲဒီလိုပြောပြီးသူထိုင်သွားတော့တယောက်ကလှမ်းပြောသည်ဟာမောင်ရင်ကိုတွေလေးလည်းဆက်ပြောအောင်လीကွာကျွေအောင်ဝိုင်းမှာမောင်ရင်ကန်ဆန်းတော့ကန်ဆောင်တဲ့သမီးကတဝိုင်းလုံးကငွေတွေကျုံယူပေးလိုက်သလားမောင်ရင်အိတ်ထဲပါသမျှအားလုံးတိတ်ယူထားလိုက်သလားအဲ့ဒါလေးလည်းပြောစမ်းပါအောင်ဒီစကားကြတော့ပြိတ္တကရဲကြသည်ကစားဝိုင်းတို့သွားရင်အကြံပေးသည့်ပုံကိုလေးလည်းရဲသည်ကျွန်တော်ကိုတွေကိုပြောရရင်တော့ကန်တဲ့သမီးကဝိုင်းနဲ့ကျွန်တော်ရှိမှန်းတော့တီးပုံမရဘူးလို့ဆိုရမှာပါဒါပေမဲ့ခမရတို့အတွေ့အကြုံတွေလည်းပြောအောင်လေနတ်သမီးကခမရတို့ကိုကျွေးအောင်ဝိုင်းကစောင့်ပြီးကံကြမ္မာကောင်းနေပေးဘူးသလားပေးရင်လည်းဘလို့ပေးသလဲပေါ့ကျွန်တော်တို့ကဒီမှာသူများတွေစီကသင်ခန်းစာယူဖို့လာနားထောင်တာပါကောင်းတယ်အစားပိုင်းကောင်းနေပြီအခက်ကဆိုသည်ကျွန်တော်တို့ဒီမှာစုကြတဲ့ရည်ရွယ်ချက်ကပြဿနာတိုင်းကိုရှုထောင့်ဆောင်ကဝေဖန်သုံးသပ်မိဖို့အတွက်ပဲကံအကြောင်းပြောရင်လူအတော်များများရဲ့စိတ်ကခြေတလက်ချက်တခုံးဆိုတာလို့ကံကြမ္မာအလှည့်ပြောင်းလျင်မြန်နဲ့လောင်ကစားဝိုင်းတွေစီရောက်သွားတတ်ကြတာဆိုတော့ဆွေးနွေးတဲ့နေရာမှာသူတို့လည်းဆက်လက်ထားလို့မဖြစ်ဘူးပေါ့လောင်ကစားအကြောင်းပြောကြတော့ကျွန်တော်မနေ့ကမြင်းပြိုင်ပွဲကိုတတိရတယ်ဗျာပြိသက်ထဲမှာတယောက်ကဆိုသည်ကန်ဆောင်တဲ့သမီးဟာကျွေးရန်ကစားဝိုင်းကိုရောက်မယ်ဆိုရင်မြင်းပွဲကိုလည်းရောက်ရမှာပဲဗျတတနာနာမြင်းကြီးတွေရွှေဘိန်းချပြန်ရထားနေနေဆိုတော့မြင်းပွဲကကျွေးရန်ပွဲထပ်ပူကြီးကျယ်ခံထားပြီးစိတ်ဝင်စားကြလည်းကောင်းတာကိုဗျဒီမဲ့အခက်အမှန်တိုင်းပြောစမ်းပါဗျာမနီးကခမ ्या ကိုနီဘေးကမြင်းဒီကိုလောင်ဖို့ကန်တဲ့သမီးကတူတူပြောသွားတယ်မဟုတ်လားဒိုင်စီမှာတန်းစီတော့ကျွန်တော်ခမ ्या နောက်နာလေးတင်ရှိနေတာဗျအဲ့ဒီမြင်းညိုတွေဘက်ကခမ ्या လောင်ကြည့်ထတော့ကျွန်တော်ယုံတော့မယုံနိုင်ဘူးကျွန်တော်တို့အစီရီးယားနယ်တခွင်မှာဘေဘီလုံမြင်းဆိုင်လျော်အုပ်စုကိုရှင်နိုင်သူမရှိဘူးဆိုတာခမ ्या လည်းသိကျွန်တော်လည်းသိအားလုံးသိပဲမဟုတ်လားဒီလိုသိလျက်နဲ့အဲ့ဒီကောင်ဒီဘက်ကခမ ्या လောင်နေနောက်ဆုံးခွေမှာမြင်းမဲတကောင်ကအချောက်တိုက်ချော်လဲပြီးဆိုင်ချော်တွေပြေးတဲ့လမ်းမှာသွားပိတ်တယ်အဲ့ဒီမှာခမ ्या မြင်းညိုတွေကအချောင်ဝင်ပို့ဆွဲသွားတယ်ဒီလိုကြမ်းကြမ်းဖက်ဖက်နိုင်မယ်ဆိုတာခမ ्या ကိုနဲ့သမီးကတီးတို့ပြောမသွားပဲခမ ्या သိနိုင်မလားပြောစမ်းပါအောင်ဗျာစကားပြောသူကအခက်ကြီးမိတ်ဆွေရင်တယောက်ပင်ဖြစ်သည်သူဟာဒီမြကံကောင်းရကောင်းလားဟုတမင်တကာနောက်ပြန်ပြောင်းဆွဆွဲပြောဆိုနေသည်ကိုအခက်ပြုံး၍နားထောင်သည်ပြီးမှသူကဆိုသည်ကျေးဇူးရှင်တဲ့သမီးကိုအဲ့ဒီလိုမပြောပါနဲ့ဗျာသူကမြင်ပွဲလာပြီးဘယ်သူပဲဝါနိုင်စီကျန်တဲ့လူတွေရှုံးစီဆိုတာမျိုးတော့လဲလုပ်ပါမလားဗျာကျွန်တော်ကတော့ကံကြမ္မာဆောင်တဲ့သမီးဆိုတာလူအများပေါ်မေတ္တာတရားထားသူထိုက်တန်တော်သူလိုအပ်တော်သူတွေကိုဂုဏ်တည်ရှိတော်နီလန်းအဖြစ်ကုညီဆောင်မတတ်သူအဲ့ဒါလိုပဲမြင်တယ်တကယ်လဲကျွန်တော်တို့ကံကြမ္မာနဲ့သမီးကိုမြင်ပွဲတို့ကျွေရဝိုင်းတို့လိုအနိုင်ထက်ရှုံများတဲ့နေရာဌာနမျိုးတွေမှာလိုက်ကြည့်လို့မရှိပါဘူးပိုပြီးတမိုးရှိရဲ့နေရာပိုပြီးအကျိုးရလက်ဖြစ်ထွန်းနိုင်တဲ့နေရာမျိုးတွေမှာသာလိုက်ရှာလိရှိရဲ့ဆိုပါစို့ထွန်ရဲဆိုင်ပြိုးတဲ့အလုပ်တို့ကုန်သွယ်မှုအလုပ်တို့ဒီပြင်တခြားဘယ်အသက်မွေးဝမ်းကြောင့်အလုပ်မျိုးမှမဆိုလူတယောက်အနေနဲ့အကျိုးအမြတ်ရရှိနိုင်တဲ့အခွင့်အလမ်းတွေရှိပါတယ်အလုပ်လုပ်တဲ့အချိန်တိုင်းမှာတော့အမြတ်ရချင်မှရမှာပေါ့ဘာကြောင့်လဲဆိုတော့အဆုံးဖြတ်ချက်မှသွားနိုင်တာရှိရဲ့အတွက်ချက်တွေလွဲချင်လွဲနိုင်တယ်
တခါတရံပတ်ဝန်းကျင်အခြေအနေတွေကမမျှော်လင့်မဲပြောင်းလဲသွားတာကြောင့်ကိုယ်အားထုတ်ကြိုးပမ်းမှုတွေအချီးအနှီးအလဟတ်တက်ဖြစ်ရတာမျိုးလည်းရှိနိုင်တယ်။ဒါပေမဲ့ဒါတွေကချွင်းချက်ပါ။တကယ်တမ်းသာဆွဆွဲမြဲမြဲလုပ်မယ်ဆိုရင်တော့အကျိုးကျေးဇူးခံစားရမှာမဟုတ်ချပါ။ဘာကြောင့်လဲဆိုတော့ရေရှည်မှာအကျိုးမြတ်ဟာအလုံးလုံးသူဘက်ကရှိလို့ပဲ။လောင်ကစားဝိုင်းမှာကဒီလိုမဟုတ်ဘူး။ဒါနဲ့ပြောင်းပြန်။ဝိုင်းထဲမှာကြာလေအကျိုးအမြတ်ကကစားသူထက်ကစားဝိုင်းထောင်သူဘက်ကိုရောက်လာလေပဲ။ဘာကြောင့်လဲဆိုတော့ကစားဝိုင်းစီစဉ်ထားပုံကထိုင်လို့သူအတွက်အကျိုးမြတ်တစုံတရာတိချအောင်လုပ်ထားတာကိုဒါကသူ့မှာလုပ်ငန်းလေအသက်မွေးမှုတစ်ခုဖြစ်နေတယ်။အဲ့ဒီအပေါ်ကသူအမြင်မရလို့မဖြစ်ဘူး။ဒါကြောင့်မို့ကျွန်တော်တို့လောင်ကြီးတွေထဲကဘယ်နေရာခိုင်နှုန်းကတော့အကောက်ဆိုပြီးသူ့အတွက်ယူလိုက်တာ။ကစားတဲ့လူတွေစိတ်ထဲမှာကိုနိုင်မှုပဲတွေးနေကြတာ။တကယ်တော့တေချာပေါက်နိုင်တာကကစားဝိုင်းထောင်ထားတဲ့လူကိုယ်အနိုင်ရှုံးကရေးရတာမဟုတ်ဘူး။ဥပမာကျွန်တော်တို့အန်စာဝိုင်းကိုပဲကြည့်။အန်စာတုံးကိုလိမ့်လိုက်ပြီးဘယ်မျက်နှာပေါ်မလဲလောင်းကြတယ်။ကျွန်တော်တို့ကထိုးတယ်ဆိုပါစို့။အနီရောင်ပေါ်ရင်ဘာဖြစ်မလဲ။ဒိုင်းကလေးစားရော်မယ်။ဒါပေမဲ့အနီရောင်ပြင်နောက်ထပ်ပေါ်နိုင်တာ9မျက်နှာရှိတယ်။အဲ့ဒီထဲကတစ်ခုခုပေါ်ရင်ကျွန်တော်တို့လောင်ကြီးကိုထိုင်စားမယ်။အဲ့ဒီတော့အန်စာတုံးတစ်ချိန်လိမ့်တိုင်းမှာကျွန်တော်တို့နိုင်ငံတလေးရှိတိုင်းဒိုင်းအတွက်9လေးရှိတယ်။ကျွန်တော်တို့နိုင်လေးစားရော်တာဆိုတော့သူနဲ့ကျွန်တော်တို့အရှုံးအနိုင်ဟာသူက9စားကျွန်တော်တို့က4စားအဲ့ဒီတော့အကယ်၍တညလုံးသာကစားနေကြမယ်အန်စာကလည်းမျက်နှာစာတွေအကုန်လုံးမြမြတတလှည့်ပြီးပေါ်နေမယ်ဆိုရင်ပြန်မြခြင်းသဘောအရာဒိုင်းကလောင်ချင်းငွေအားလုံးရဲ့9ပုံတပုံကိုတော့တေချာပေါက်စားသွားမှာပဲဒါပေမဲ့အန်စာဝိုင်းမှာအများကြီးနိုင်သားကြတဲ့ထိုးသားတွေလည်းရှိရပဲမဟုတ်လားတရက်ကဝင်ထောက်သည်နိုင်သူတွေရှိရမှန်ပါတယ်အခက်ကဆိုသည်ဒါပေမဲ့အန်စာဝိုင်းမှာကန်ကောင်းပြီးအကြီးအကျယ်ပွားသွားတယ်ဆိုတဲ့လူတွေမှာအဲ့ဒီငွေဟာဘလောက်ကြကြခံလေးရှိသလဲကန်ကောင်းသက်ဘလောက်ရှိတတ်ကြသလဲစူးစမ်းကြည့်ကြစမ်းပါဦးကျွန်တော်လေးလာလို့ရတဲ့လောက်တော့ကျွန်တော်နဲ့တည်တဲ့ဘေဘီလုံသားလူချမ်းသာများထဲမှာကစားဝိုင်းကနိုင်တဲ့ငွေနဲ့စပြီးထူထောင်လာခဲ့သူရဲ့လို့တယောက်မှတော့ပြောတတ်မကြဘူးခမရတို့မှလည်းလူကုန်တဲ့မိတ်ဆွေတွေအများကြီးရှိတာပဲအဲ့ဒီအထဲမှာလောင်ကစားနဲ့ကြီးပွားတဲ့လူဘယ်နှယောက်ပါသလဲပြောစမ်းပါဦးအလုံးတိတ်ဆိတ်နေကြသည့်အခါအခက်ကဆက်ရည်မိသည်ကဲတခြားလူတွေကမသိဘူးဆိုပါတော့ခမရတို့ကိုယ်တိုင်ကောဗျာကစားဝိုင်းနေတော့ဘူးကြတာပဲအမြဲတမ်းဒါမှမဟုတ်အမြဲတမ်းနှီးပါနိုင်နေသူရှိသလားခမရတို့မှာပုံမှန်ရနေတဲ့ဝင်ငွေဟာအဲ့ဒီဝိုင်းကအဓိကရနေတာပါလို့ပြောနိုင်တဲ့လူရှိသလားရှိတယ်ဆိုရင်တော့ပြောလေဗျာတခြားလူတွေကိုလည်းနီးလန်းပေးပေါ့ပရိသတ်ထဲမှာအချင်းချင်းလောင်ရတဲ့ရေမောတဲ့များထွက်လာသည်ကဲအဲ့ဒီတော့ကံကြမ္မာကြောင့်တဲ့သမီးကိုကျွန်တော်တို့ဘယ်မှာရှာကြမလဲအန်စာဝိုင်းမှာသွားရှာလို့အဆင်မပြေနိုင်ဘူးဖက်ဆက်အိတ်တွေလည်းလူတိုင်းခဏခဏကောက်ရမနေနိုင်ဘူးမြင်းရထားပြိုင်ပွဲကိုလည်းအထင်မကြီးနဲ့မြင်းပြိုင်ပွဲတွေကျွန်တော်သွားတာအပျော်သဘောသွားတာလောင်းတာလည်းအပျော်သဘောပဲနိုင်လို့လည်းစီးပွားမဖြစ်ဘူးရှုံးလို့လည်းစီးပွားမပြတ်ဘူးပြီးတော့ကျွန်တော်ပြောမယ်ကျွန်တော်တငယ်ချင်းဟိုနေ့ကပွဲမှာကျွန်တော်နိုင်သွားတာမြင်ပြီးအထင်တကြီးပြောနေတာပုံမှန်အားဖြင့်တော့အနိုင်ထက်ရှုံးကများပါတယ်အဲ့ဒီတော့ခြုံပြောရရင်ဒီနေရာတွေဟာကျွန်တော်တို့အတွက်ရေရှည်မှာအကျိုးမြတ်ရှိလောက်တဲ့ကံကြမ္မာကောင်းမျိုးကြုံရမယ့်နေရာတွေမဟုတ်ဘူးလို့ဆိုချင်တယ်။ဒါဖြစ်ရင်ကံကြမ္မာကောင်းကိုဘယ်မှာလိုက်ရှာကြမလဲ။ကဲကျွန်တော်တို့ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေကုန်ရောင်းကုန်ဝယ်လုပ်ငန်းတွေထဲမှာပဲလိုက်ကြည့်ကြရအောင်ဗျာ။ဘယ်လိုတွေတွေ့ရတတ်တယ်လဲ။လုပ်ငန်းတစ်ခုလုပ်တယ်။အဲ့ဒီမှာကျွန်တော်တို့တစုံတရာရတယ်ဆိုပါစို့။ဒါကိုကျွန်တော်တို့ကံကောင်းတယ်လို့ဆိုလို့ရှိသလား။ကိုလို့ကိုရတယ်ပဲယူဆကြသလား။များသောအားဖြင့်တော့ကိုလှုပ်ထားလို့အကျိုးခံစားရတာပဲလို့ပဲပြောတတ်ကြတယ်မဟုတ်လားကျွန်တော်ကတော့ပြန်စဉ်းစားကြစေချင်တယ်ဒါဒီကကံကြမ္မာကြောင့်တဲ့သမီးကမျက်နှာသာပေးတာမျိုးမဖြစ်နိုင်ဘူးလားကျွန်တော်တို့ကကျေးဇူးတင်ရကောင်းမှမသိပေမဲ့သူကကျွန်တော်တို့အပေါ်စေတနာကောင်းနဲ့ထောက်မနေတာဖြစ်ချင်းဖြစ်မနေနိုင်ဘူးလားခမများတို့ကဘလို့သဘောရတယ်လဲဆွေးနွေးကြစမ်းပါအောင်ဒီရင်အသက်တော်ကြီးရင်ပြီဖြစ်သည့်ကုန်သည်ကြီးတယောက်ထားလာသည်တံပြန်သားနာသောအဖြူရောင်ဝတ်စုံကြီးကိုအသားအရာဆွဲဆန်းလိုက်ပြီးနောက်စကားစသည်လေးစားအတဲ့မိတ်ဆွေကြီးအခက်နဲ့ဟော်ရီကမိတ်ဆွေများရဲ့ခွင့်ပြုချက်နဲ့ကျွန်တော်တခုပြောပြရစီအခက်ကပြောပါတယ်ကျွန်တော်တို့လုပ်ငန်းတွေလုပ်ကင်ကြလို့အကျိုးကျေးဇူးတွေခံစားရတဲ့အခါကျွန်တော်တို့စိတ်ထဲမှာကံကောင်းတယ်လို့မခံယူမိတတ်ကြဘူးကိုကြိုးစားအားထုတ်ထားတဲ့အတွက်အကျိုးကျေးဇူးခံစားရတာသာဖြစ်တယ်လို့မြင်တတ်ကြပါတယ်ဒါနဲ့ဆက်ဆက်ပြီးကျွန်တော်တခုစဉ်းစားမိတယ်အောင်မြင်တဲ့ကိစ္စတွေကိုဖယ်ထားလိုက်ကျွန်တော်တို့ရတော့မလို့နဲ့မရလိုက်ပဲလွတ်သွားတဲ့ကိစ္စတွေဟာ
ဟာရလိုက်ရင်ပွားတာပဲဆိုတဲ့ဟာမျိုးတွေအဲ့ဒါမျိုးတွေကြတော့အကယ်၍လွတ်မသွားဘူးရလိုက်မယ်ဆိုပါတော့ဒါကနောက်ကြောင်းပြန်သုံးသပ်မယ်ဆိုရင်စောစောကလူငါလှုပ်ထားလူငါရတယ်ဆိုတာမျိုးရဲရဲတင်းတင်းပြောနိုင်အောင်မလားကံကောင်းတယ်ဆိုတာမျိုးပါမလာဘူးလားအဲ့ဒါလေးနည်းနည်းစဉ်းစားကြည့်ကြပါလူတိုင်းလူမှဒီအတွေ့အကြုံမျိုးတွေရှိတတ်ကြပါတယ်မှန်တယ်တိတ်ကောင်းတဲ့အကြံဉာဏ်ပဲအခက်ကထောက်ခံသည်ကံကြမ္မာကောင်းတဲ့လက်တကမ်းလေးကြုံပြီးမှကလွတ်သွားတာမျိုးတွေတွေ့ဘူးကြမှာပေါ့ဟာတိတ်ရှိတာပေါ့ဆိုတော့အတန်တွေနေရအနှံ့ပြားကထွက်လာသည်အခက်ကပရိသတ်ကိုလိုက်ကြည့်ရင်စောစောကထအကြံပေးသည့်ဂုံတဲ့ကြီးမျက်နှာကိုမြင်ကစိတ်ကူးတစ်ခုရသည်ကဲကျန်တဲ့လူတွေခဏနေကြပါအောင်ဗျာစောစောကနောက်ကြီးပဲပြောစမ်းပါဒီအကြံပေးတာထောက်တော့နောက်ကြီးမှာကိုယ်တိုင်ကြုံမှုတဲ့အတွေ့အကြုံကောင်းတစ်ခုတော့မဟုတ်ချရှိလိမ့်မယ်ထင်တယ်အဲ့ဒါလေးအရင်ကြားပြရစီအခက်တောင်ဆိုတော့ဝေယုံဖြူပုဂ္ဂိုလ်ကြီးကပြန်ထလာသည်ဟုတ်ကဲ့အခုလိုပြောခွင့်ပြုတဲ့အတွက်ဝမ်းမြောက်ကျေးဇူးတင်ပါတယ်လူတစ်ယောက်ရဲ့ဘဝမှာကံကြမ္မာကောင်းတစ်ခုဘလောက်အထီးနီးနီးကက်ကက်ကြုံနိုင်တယ်ဒီကံကြမ္မာကောင်းကိုမမဲလွတ်ဆုံရှုံခံခဲ့တဲ့အတွက်နောင်ကဘလောက်နှမျိုးတသားစရာဖြစ်နိုင်နေဆိုတဲ့အကြောင်းထင်ရှားစေမဲ့ကိုရေးဖြစ်ရလေးတစ်ခုကျွန်တော်ပြန်ပြောပြချင်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပါကျွန်တော်လူငယ်ဘဝပေါ့အိမ်အောင်ကြပြီးကစားဝင်ငွေသိမ့်မဆိုတဲ့အလုပ်ကလေးတစ်ခုလည်းရှိနေတဲ့အချိန်အဖေကတနေ့ကျွန်တော်အိမ်ရောက်လာပြီးလုပ်ငန်းတစ်ခုမှဝင်ရင်ရင်းနှီးမြှုပ်နှံမှုအကြောင်းအပြင်းထန်တိုက်တွန်းတယ်သူနဲ့အင်မတန်ရင်းနှီးတဲ့မိတ်ဆွေတယောက်ရဲ့သားကမြေရိုင်းတစ်ခွက်တွေ့ထားတယ်ကျွန်တော်တို့အပြင်မျိုးရဲ့အပြင်ဘက်နားလေးမှာပဲဒါပေမဲ့တူးမြောင်းရဲ့ဟိုအထက်ပိုင်းအတော်လှမ်းတဲ့နေရာဖြစ်လေတော့ရေမရဘူးအဲဒါကြောင့်မြေလွတ်မြေရိုင်းဖြစ်နေတာအဖေမိတ်ဆွေရဲ့သားကဒီမြေကိုဈေးပေါ်ပေါ်နဲ့ဝယ်မယ်ပြီးတော့အဲ့ဒီနေရာမှာနွားတွေနဲ့မောင်းလို့ရတဲ့ရေတင်ဘဲကြီး3ခုစင်မယ်မြေကမြေဩဇာတိတ်ကောင်းနေမြေရေသာရမယ်ဆိုရင်အရန်အဖို့တန်ပြီအဲဒါကြောင့်သူကရေတူးတဲ့အလုပ်ရွေတဲ့အလုပ်လုပ်ပြီးရင်ဒီမြေကိုအစိတ်စိတ်ခွဲပြီးစိုက်ပျိုးရေးသမားတွေကိုတန်ဖိုးကြီးကြီးနဲ့ရောင်းမယ်ဒါသူအကြံစီဒါပေမဲ့ဒီပုဂ္ဂိုလ်လေးမှလည်းငွေကြီးကပြပြစုံမရှိဘူးသူလည်းပဲကျွန်တော်နေသူဝင်ငွေအတင်းတင်းလောက်သာရှိရဲ့လူငယ်တယောက်ပဲသူ့အဖေကလည်းကျွန်တော်အဖေနေသူသားသမီးတစ်ပြုံနဲ့ဆိုတော့အရင်အနည်းထုတ်မပေးနိုင်ဘူးအဲဒါကြောင့်သူကစိတ်ဝင်စားတဲ့သူတွေလိုက်စုတာဒီလုပ်ငန်းကြီးအတွက်ပူပေါင်းဆောင်ရွက်နိုင်ဖို့စိတ်ထက်သန်တဲ့သူလိုက်ရှာတာသူ့အစီအစဉ်ကကျွန်တော်တို့လိုဝင်ငွေအတင်းတင်းရှိတဲ့သူ12ဦးပူပေါင်းမယ်ကိုဝင်ငွေရဲ့10ပုံ10ပုံလောက်စီမမှန်ထည့်သွင်းကြမယ်မြေအောင်လို့ရတဲ့အချိန်ကျတဦးချင်းထည့်ခဲ့တဲ့ငွေပေါ်မှာအချိုးချပြီးအမျက်ငွေခွဲကြမယ်အဲ့ဒါလို့ကျွန်တော်အဖေကပြောတယ်ငါသားအခုလိုငငယ်ရွယ်ရွယ်မှာဒီလိုရင်းနှီးမြှုပ်နှံတဲ့အလုပ်မျိုးစလုပ်ဖြစ်မှကြီးလာတဲ့အခါချင်းချင်းသာပြပြစုံနေရမယ်လူအများကြားလေးစားခံရတဲ့လူတစ်ယောက်ဖြစ်လိမ့်မယ်အဖေတော့တိတ်လို့စေချင်တယ်အဖေငငယ်တုန်းကအဲ့ဒီလိုအလုပ်မျိုးမလုပ်ခဲ့မိလို့ဒီကနေ့အထိမပြည့်မစုံဖြစ်နေရတာမင်းအဖေလိုဆင်းရဲချင်သလားတဲ့ဘယ်ဆင်းရဲချင်မလဲပေါ့ကျွန်တော်ကပြန်ပြောတယ်ဒါဖြင့်အဖေပြောတဲ့အတိုင်းလုပ်ပါကွာတဲ့အဖေအမှားကိုသင်ခန်းစာယူပါအဖေသားရွယ်တုန်းကလှုပ်တင်လှုပ်ထားရက်နဲ့မလှုပ်ခဲ့တဲ့အလုပ်အခုသားလှုပ်စမ်းပါအခုသားရနေတဲ့ဝင်ငွေရဲ့10ပုံ10ပုံကိုအဲ့ဒီလုပ်ငန်းထဲမှာဝင်ပြီးရင်းနှီးမြှုပ်နှံလိုက်ပါဒီလုပ်ငန်းကအစပြုပြီးရင်းနှီးမြှုပ်နှံမှုတွေစိုက်စားပြီးလုပ်သွားမယ်ဆိုရင်အဖေရွယ်လောက်ရောက်တော့ဒါလူကုန်ထန်ကြီးတယောက်ဖြစ်နေလိမ့်မယ်တဲ့အဲ့ဒီတော့ကျွန်တော်ကပြန်ပြောတယ်အဖေစကားတွေတန်ဖိုးရှိတာကျွန်တော်သိပါတယ်ချမ်းသာကြွယ်ဝတဲ့လူတယောက်လည်းကျွန်တော်ဖြစ်ချင်ပါတယ်ဒါပေမဲ့ကျွန်တော်မှာလက်ရှိဝင်ငွေနဲ့စာတော့သုံးစရာဆွဲစရာတွေကအစမတန်များပြားနေတယ်အဖေပြောသလိုလုပ်ဖို့ကျွန်တော်မှမလွယ်ဘူးဖြစ်နေတယ်ပြီးတော့အဖေကကျွန်တော်ငယ်ပါသေးတယ်အဖေရွယ်လောက်ရောက်ဖို့အများကြီးလိုပါသေးတယ်ဒီကြားထဲအချိန်တွေမနှဲပါဘူးဆိုတော့အဖေကစိတ်မကောင်းဘူးအဖေလည်းတားရွယ်တုန်းကအလိုပဲတွေးခဲ့တာပဲဒါပေမဲ့နှစ်ပေါင်းများစွာဆိုတဲ့အချိန်တွေဟာဒီလိုပဲရွှေ့ရင်ဆိုင်ရင်ကုန်သွားတာပဲအဖေဘာမှတော့မလုပ်လိုက်ရဘူးတဲ့အဖေကကျွန်တော်ကိုချောချောမောမောနဲ့ပြောတယ်ဒါပေမဲ့ကျွန်တော်ကမရဘူးဒီခေတ်ကအဖေတို့ခေတ်နဲ့မတူတော့ပါဘူးအဖေဟာကျွန်တော်အဖေလိုမဖြစ်စေရဘူးစိတ်ချပါလို့ပြောလိုက်တယ်အဖေကလွယ်တကူတော့မလျှော့သေးဘူးဒါမင်းအတွက်အခွင့်အရေးကြီးနော်တကယ်ကိုချမ်းသာဖို့လမ်းစအဖေတော့လုံးဝနောက်နေမနေစေချင်ဘူးကွာမနှက်ဖြတ်မဲ့အဲ့ဒီလူငယ်စီသွားပြီးဆွေးနွေးကွာဒါသူနဲ့ပူးတွဲပြီးလုပ်လိုက်ပါအခွင့်အရေးဆိုတာကြမဆိုင်ဘူးအခုရှိပေမဲ့တော်ကြရှိချင်မှရှိတော့မှာစဉ်းစားမနေနဲ့ကွာမနှက်ပြန်သွားပြအောင်သာသွားလိုက်ပါလို့အတင်းကျပ်တိုက်တွန်းသွားတယ်ဒါပေမဲ့အဖေအလောက်တိုက်တွန်းတဲ့ကြားကကျွန်တော်မပြောဖြစ်ခဲ့ဘူး
ချင်းစားတယ်လို့ချင်းချင်းတယ်လို့နဲ့နေရှိညာရွှေရှိရင်အချိန်ကုန်ခဲ့တယ်အဲ့ဒီချိန်အရှိပိုင်းကလာတဲ့ကုန်တယ်တွေနဲ့ပါလာတဲ့ဝတ်စားတွေကလည်းအရန်လာအရန်ဖြစ်စားတာကိုမိမကလည်းဝယ်ချင်းဝတ်ချင်းကျွန်တော်ကလည်းထုံနေလကောင်ကိုကိုငွေရဲ့စေပုံတစ်ပုံလုပ်ငန်းနဲ့ထည့်ရမယ်ဆိုရင်ဒါတွေမဝင်နိုင်တော့ဘူးလေနောက်ဆုံးတော့ဒီလုပ်ငန်းနဲ့မဝင်ဖြစ်ခဲ့ဘူးပေါ့ဗျာအဲ့ဒီမဝင်ဖြစ်တဲ့လုပ်ငန်းကလူတွေကမျှော်လင့်ထားတာတဲ့အကြီးအကျယ်အောင်မြင်ဖြစ်ထွန်းသွားတာဗျာအဲ့ဒီတော့ငါငွေရင်ထည့်ခဲ့တဲ့လူတွေအစမတန်အကျိုးမြတ်ရကြတော့မှကျွန်တော်မှနှမျောမဆုံးတော့နားရမဆုံးဖြစ်လိုက်ရတာအဲ့ဒါပါပဲကျွန်တော်မခံယူခဲ့မိလို့ကံကြမ္မာကောင်းတစ်ခုလက်လွတ်ဆုံးရှုံးခဲ့တဲ့အကြောင်းကျွန်တော်ကိုရီဇလန်တစ်ခုပါဒီအဖြစ်ပြရကြည့်မယ်ဆိုရင်တော့ကံကြမ္မာကောင်းဆိုတာအခွင့်အရေးကိုရယူတတ်တဲ့လူတွေအတွက်အသိရှိနေတာလို့ဆိုရလိမ့်မယ်နေလောင်မျက်နှာနဲ့အသားညညိုပုဂ္ဂိုလ်တယောက်ကမှတ်ချက်ချသည်လူတစ်ယောက်မှာဒနာဥစ္စာတစ်ခုစုဝေးမိလာဖို့အစာကလေးတစ်ခုတော့ပထမဆုံးရှိရမှာပဲကိုဘာသာလောက်အားနဲ့ရှောက်ပြီးလို့ရလာတဲ့ရွှေစားသူမဟုတ်ငွေစားပေါ့လေနေချင်းနေမယ်များချင်းများမယ်အဲ့ဒါကိုအရင်နည်းဖြစ်ပြောင်းလဲနိုင်ရမယ်အဲ့ဒါဟာအစပဲဥပမာကျွန်တော်ဆိုပါတော့ဝင်းမြွေသမားပါကျွန်တော်ဒီကနေ့ကျောနာသူစိတ်တွေအတော်များများပိုင်ပါတယ်ဒါပေမဲ့စတုန်းကနွားလေးတစ်ကောင်နဲ့စားခဲ့တာအဲ့ဒီတုန်းကကျွန်တော်အရွယ်တော်မရောက်သေးပါဘူးခြာတိတ်ကလေးတယောက်ပါပဲကျွန်တော်ရှိရငွေစားလေးနဲ့နောက်ပေါက်လေးတစ်ကောင်ဝယ်တယ်အဲ့ဒါလေးကိုမွေးတယ်ဒါပေမဲ့ဒီကောင်လေးကကျွန်တော်အတွက်တိတ်ကိုရေးကြည့်ရလေဒါဟာဒီကနေ့ကျွန်တော်စုဆောင်းမိတဲ့ဥစ္စာတနာရဲ့အရင်မူလားအစပဲကိုဒီနည်းပြရမယ်ဆိုရင်တော့အဲ့ဒီနွားကလေးကိုမွေးလိုက်မိခြင်းသည်ကျွန်တော်စီရောက်လာတဲ့ကံကြမ္မာကောင်းကိုကျွန်တော်လက်ခံလိုက်ခြင်းပဲဒါဟာကြီးကျယ်လာတဲ့ကံကြမ္မာမဟုတ်ပါဘူးလူတိုင်းအမြဲတစေကြုံတွေ့ရနိုင်တဲ့ကံကြမ္မာကောင်းမျိုးတစ်ခုပါလူတိုင်းရဲ့ဘဝမှာအဲ့ဒီလိုလောအားနဲ့စားတောက်တဲ့ဘဝကနေကိုစုဆောင်းမိတဲ့ရွှေစားငွေစားကိုအရင်နှီးပြပြီးအဲ့ဒီကအကျိုးမြတ်တိုးဝအောင်လုပ်နိုင်တဲ့အနေအထားမျိုးရအောင်လုပ်ဖို့ကအင်မတန်အရေးကြီးပါတယ်အဲ့ဒီအပြောင်းအလဲကိုတချို့လူငယ်တွေကငယ်စဉ်ကတည်းကရကြတယ်ဒီလူတွေဟာတခြားလူတွေထက်ငွေကြေးအရာမှာအဆမတန်အောင်မြင်သွားခဲ့ကြတယ်တချို့ကြတော့ဒီအပြောင်းလဲကိုအတော်နောက်ကျမှရကြတယ်ရှေ့ကပြောသွားတဲ့မိတ်ဆွေရဲ့ဖခင်လိုကန်ဆိုးတဲ့ပုံကိုများကြတော့တစ်သက်လုံးရမသွားကြရှာဘူးစောစောကမိတ်ဆွေအနေနဲ့လဲသူ့ဖေပြောတဲ့အချိန်ကသာအဲ့ဒီကံကြမ္မာကောင်းကိုခံယူခဲ့မယ်ဆိုရင်အင်မတန်စောစီးတဲ့အချိန်ကပဲသူအများကြီးချမ်းသာခဲ့မှာပေါ့ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ကိုလည်းစကားတစ်ခွန်းပြောခွင့်ပြုပါပုဂ္ဂိုလ်တယောက်ထားရဆိုသည်လူကစကားတန်ရုပ်စင်တဲ့အရာပါနိုင်ငံသားတယောက်ဖြစ်မှန်းသိတာသည်ကျွန်တော်ကစီးရီးယယ်လူမျိုးတယောက်ပါခင်ဗျားတို့ဘာသာစကားကိုတိတ်မကျွမ်းကျင်တော့အတုံးအုံရိုက်သလိုဖြစ်ခဲ့ရင်လည်းခွင့်လွှတ်ကြပါဗျာပထမမိတ်ဆွေကြီးနဲ့ပတ်သက်ပြီးမှတ်ချက်ကလေးတစ်ခုချခြင်းလို့ပါကျွန်တော်အမြင်တော့အဲ့ဒီမိတ်ဆွေကြီးကအခွင့်အရေးကိုတသက်လက်လက်မယူတတ်ဘူးဖိလေးနေတယ်လို့ခေါ်မလားဗျာဖိနေတယ်ပေါ့ဗျာအချိန်ဆွဲနေတယ်ပေါ့တယောက်ကဝင်ထောက်သည်ဟုတ်တယ်အချိန်ဆွဲတာစီးရီးယားလူမျိုးကဆိုသည်အခွင့်အရေးကိုလာတဲ့အချိန်မှသူမယူဘူးစောင့်နေတယ်အကြောင်းပြချက်မရေမရနဲ့အချိန်ကုန်ခံနေတယ်အခွင့်အရေးဆိုတာကဒီလိုနှိမ့်ကြတဲ့လူတွေကိုမဆောင်ဘူးလူတွေဟာကံကောင်းခြင်းရင်မြန်ရမယ်လက်မြန်ချင်းမြန်ရှိရမယ်အခွင့်အရေးပေါ်လာတဲ့အချိန်မှာလက်မြန်ချင်းမြန်မဆွဲရင်အချိန်ဆွဲတဲ့ဖိနေတဲ့ကျွန်တော်တို့မိတ်ဆွေကြီးလို့လက်လွတ်ဆုံးရှုံးရမှာပဲဗျာအဝေဖန်ခံရသောကုန်သည်ကြီးကထားလာပြီးစီးရီးယားလူမျိုးဘက်သို့ဥညွတ်နှုတ်ဆက်ကအခုလိုပွင့်ပွင့်လင်းလင်းဝေဖန်မှတ်ချက်ချပေါ်ရတဲ့နိုင်ငံသားမိတ်ဆွေကြီးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဟူ၍ရေရေမောမောပြင်ကြားပြောဆိုသည်ကဲနောက်ထပ်အလားတူအတွေ့အကြုံမျိုးတစ်ခုလောက်ကြားပါရစေအောင်ခင်ဗျာတရက်ရောက်ပြောစမ်းပါအောင်အခက်ကတောင်းဆိုလိုက်သည်ကျွန်တော်ပြောပါမယ်ဗျာဝေယုံအနီဝတ်ထားသည့်လူလက်ပိုင်းရွယ်ပုဂ္ဂိုလ်တယောက်ကဆိုသည်ကျွန်တော်ကတရိတ်ဆောင်ဝယ်ရောင်းတဲ့ပုဂ္ဂိုလ်ပါအတိကတော့ကလပ်အုပ်တို့မြင်းတို့အယောင်းဝယ်လုပ်ပါတယ်တခါတလေလဲသူတို့စိတ်တို့ပါလုပ်ပါတယ်ကျွန်တော်အခုပြောမှကျွန်တော်ကိုယ်လေးပါပဲအဖြစ်မှန်တိုင်းမချွင်းမဆန်ပြောပါမယ်ဒီညမှာအခွင့်အရေးတစ်ခုကျွန်တော်စီရောက်လာပါတယ်ဘယ်လိုမှမျှော်မှန်းမထားတဲ့အချိန်မျိုးမှာပါဒါကြောင့်လေဒီအခွင့်အရေးကိုကျွန်တော်လက်လွတ်ခဲ့တယ်လို့ထင်ပါတယ်နားထောင်ပြီးတဲ့အခါခမည်းတော်ဆုံးဖြတ်ကြပါဒီနေ့ကျွန်တော်ကလုံးအရှာထွက်တဲ့ခီးကပြန်ရောက်လာတယ်ခီးက10ရက်လောက်ကြာခဲ့တယ်ဗျာပြီးတော့လှုပ်လည်းမဖြစ်ဘူးလူကစိတ်ခက်ပြက်ပြက်နေပေါ့အဲ့ဒါမြို့ထဲလဲဝင်ကနေရောမြို့တကားတွေပိတ်သွားပြီဆိုတော့အကြီးကျယ်ဒေါသထွက်တာပေါ့ဗျာဒါပေမဲ့ဘာတတ်နိုင်မလဲအခိုင်းစီတွေကိုညှိုက်ဖို့အတွက်တဲတလုံးမြင်ထိုးခိုင်းရတာပေါ့ညစာလဲမြို့ထဲရောက်မှစားမလို့ရည်ရလာတာဆိုတော့
စားစရာမမဲရမပါဘူးဗျာရေတောင်ကောက်မရှိဘူးအဲ့ဒီလိုနဲ့စိတ်လည်းပြက်ဒေါသလည်းထွက်နေတဲ့အချိန်အသက်ကြီးပုဂ္ဂိုလ်တယောက်ကျွန်တော်အနာရောက်လာတယ်သူလည်းမြို့တကားပိတ်ချိန်မမီလိုက်တဲ့လူတယောက်ပါပဲမိတ်ဆွေကြီးတဲ့သူကစကားစားတယ်မိတ်ဆွေကြီးကြီးရတာကျွမ်းနာကုန်တယ်လို့ထင်ပါတယ်အကယ်၍ဟုတ်ခဲ့မယ်ဆိုရင်ကျေးဇူးပြုပြီးကျွန်တော်တို့အကိုဝယ်စီချင်ပါတယ်ဗျာတဲ့ကျွန်တော်တို့တွေကတိတ်ကောင်းတဲ့သူတွေပါမကြခင်ကမှမောင်းလာခဲ့တာအမျိုးသမီးကအပြင်းပြတယ်ဆိုတော့ကျွန်တော်မှဒါရီဆောင်ရောင်းမနေနိုင်တော့ဘူးအကယ်၍မိတ်ဆွေသားဝယ်မယ်ဆိုရင်ကျွန်တော်ချက်ချင်းပဲလှည့်ပြန်တော့မယ်လို့ဆိုတယ်သူပြောတဲ့အချိန်မောင်ကလည်းမောင်နေပြီဆိုတော့တို့တွေတိတိကျကျကြည့်လို့မရတော့ဘူးပေါ့ဗျာဒါပေမဲ့အော်ဒန်နီကြားနေရတာနဲ့တင်အတော်ကြီးတဲ့သူ့ဆိုတာတော့သိနိုင်ပါတယ်ပြီးတော့10ရက်လောက်ကလုံးလိုက်ဝယ်ပြီးမရခဲ့တာနဲ့ဆိုတော့သူနဲ့အယောင်ဝယ်ဖြစ်ရင်မစိုးဘူးလို့လည်းတွေးလိုက်မိတယ်တကယ်စကားပြောကြတော့လေသူ့မှလည်းသူ့အပူနဲ့သူဆိုတော့စီမကန်ရှာဘူးအတော့ကိုတက်တာတဲ့စီနဲ့ပြီးတယ်ဒါနဲ့ကျွန်တော်သဘောတူလိုက်တယ်ကိုလောက်ကလည်းဘာမှမရှိဘူးလေမနှမျိုးတကာဖွင့်ရင်ကျွန်တော်လူတွေကိုဒီတော့အောင်မောင်းသိခိုင်းမြို့ထဲမှာရောက်လိုက်ရင်အမျက်ကတော်တော်များများကိုရမှတေးချနေတယ်ကံပေးလို့ရတာဒါနဲ့ဈေးစကားပြက်ပြီးဆိုတဲ့အခါကျွန်တော်လူတွေကိုခေါ်ပြီးမိတော့တွေကြည့်မီးရောင်နဲ့တိုးတွေရေးဖို့ခိုင်းတယ်ပိုင်ရှင်ကတော့တိုးကောင်ကြီး900ပါတယ်လို့ဆိုထားတယ်အဲ့ဒါတေးချအောင်လုပ်ရမှာကိုဒါနဲ့တူတူပဲဆိုကြပါစို့တိုးတွေကအစာမစားရရေမတောက်ရမိတော့တွေနဲ့လူတွေရုပ်တဲဆိုတော့သူတို့လည်းခဏမငြိမ်ဟိုပြေးတီလွှာပတ်ချလဲပြီးဘလို့မှရေတွက်မရဖြစ်နေတယ်အဲ့ဒါနဲ့ကျွန်တော်ကပိုင်ရှင်ကိုပြောတယ်ခမည်းတော်တွေမနေ့ကမှရေမယ်ဗျာပြီးရင်ငွေရှင်းပေးမယ်လို့ခက်ပြက်ပေါ့လေကျွန်တော်ကပြောလိုက်တယ်ဟိုလူကတောင်းမှန်နေဗျအဲ့လိုတော့မလုပ်ပါနဲ့ဗျာခမည်းစိတ်မချရင်ကျွန်တော်ကိုပတ်စံ3ပုံ2ပုံပဲချိလိုက်ပါကျွန်တော်ခုညတွင်ချင်းမဲ့ထွက်ချင်လို့ပါကျန်တဲ့ငွေတွေကိုမနေ့ပိုင်းတိုးကောင်ကြီးတိတိကျကျယူတက်ပြီးတဲ့အခါကျွန်တော်တပည့်ကိုရှင်းပေးလိုက်ပါစိတ်ချရဆုံးတပည့်တယောက်ကျွန်တော်ထားခဲ့ပါမယ်တဲ့ဒါပေမဲ့ကျွန်တော်ကနည်းနည်းမှမလျှော့ဘူးဗျဒီညတော့ပတ်စံမပေးနိုင်ဘူးပဲအပြက်ညင်းမိတယ်နောက်နေ့မနေ့ကျတော့ကျွန်တော်အိယာကမထားရသေးဘူးမြို့တကားကြီးဖွင့်တော့မြို့တွေကတိုးဝဲတဲ့လူလေးယောက်အစောကြီးပေါက်ချလာပြီးတို့တွေလူဝဲကြတာဗျမြို့ထဲမှာကောလာဟာလာတွေပြန့်နေတာကျွန်တော်ကမသိဘူးရှန်တူလာတိုင်းမယ်မြို့ကြီးဝိုင်းခံရနိုင်တယ်ဆိုတာမျိုးတွေပြောနေတော့စားနေခါစီတွေတအားတက်နေတယ်တို့တွေကိုဗျကျွန်တော်ကိုထိုးရောက်နေစီထက်3စားလောက်ပေးပြီးဝယ်သွားကြတယ်ရှာရှာပါပါကျုံနှောင်းကြုံခဲ့ကကြမကောင်းတစ်ခုဟာလက်ထဲရောက်တဲ့လောက်ဖြစ်ပြီးမှလက်လွတ်ဆုံးရှုံးခဲ့ရတယ်မှတ်သားလောက်စရာဖြစ်ရတစ်ခုပါပဲအခက်ကမချက်ချသည်ကဲဒီဖြစ်ရကကျွန်တော်တို့ဘာသင်ခန်းစာတွေထုတ်ယူလို့ရနိုင်မလဲကိုအတွက်အကျိုးအမြတ်တိတ်တိချနေတဲ့အယောင်းဝယ်မျိုးမှာအမြင့်ဆုံးငွေချေပြီးတေချာအောင်လုပ်လိုက်တာအကောင်းဆုံးပဲဆိုတဲ့သင်ခန်းစာတစ်ခုရတာပေါ့မြင်ကုန်နှီးပြီးလို့ရောင်းချသည့်လုပ်ငန်းရှင်ကြီးတို့ကဝင်ရောက်မှတ်ချက်ချသည်ဈေးတော်နေပြီးအမြတ်အစွန်းတေချနေပြီဆိုရင်ဘာထပ်ပြီးရှိနေကြအကြောင်းရှိတယ်လဲအဲ့ဒါကိုအားနဲ့ချက်ကိုလိုလိုက်နေတာဒါမျိုးကိုတားဆီးကာကွယ်ရမယ်တခြားလူကိုတတိထားသလိုကိုအားနဲ့ချက်ကိုလည်းကိုတတိထားရမယ်လူဆိုတာကိုတစ်မျိုးတော့ကြတစ်မျိုးစိတ်ပြောင်းသွားတတ်တဲ့သဘောရှိရဲ့အဲ့ဒီလိုပြောင်းတာမှပို့ဆိုတဲ့အချက်ကမှန်နေတာကနေအမှားဘက်ကိုပြောင်းတာဗျမားနေပြီဆိုရင်တော်တော်နဲ့မပြောင်းဘူးခေါင်းမမာနဲ့ပေကတ်ခံနေတာခဏမငြိမ်တဲ့လူတွေမှာစောစောကပြောသလိုမှန်နေပြီးသားကအမှားဘက်ပြောင်းသွားတာမျိုးတွေများတယ်ရစရာရှိတဲ့အခွင့်အရေးဟာအဲ့ဒီမှာသွားတာပဲကျွန်တော်ဆိုရင်ပထမဆုံးချလိုက်တဲ့ဆုံးဖြတ်ချက်ဟာအကောင်းဆုံးဆုံးဖြတ်ချက်ဖြစ်တတ်တာထုံစမ်းပဲဒါပေမဲ့အယောင်းဝယ်တစ်ခုလုပ်တော့မယ်ဆိုရင်ကိုယ့်ဘက်ကတာနေလျက်နဲ့ကျွန်တော်အမြဲတွန်းဆုပ်ဖြစ်တတ်တယ်စောစောကသူ့ဝယ်တဲ့ပုံကိုဖြစ်တာဒါပဲဒါအားနေချက်တနည်းပြောရရင်မကောင်းတဲ့အကျင့်လေးဒါပေမဲ့နောက်ပိုင်းကျတော့ကိုယ့်ဟာနဲ့ချက်ကိုမြင်ပြီးကျွန်တော်ကာကွယ်တယ်အဲ့ဒါကဘာလဲဆိုတော့တိတိကျကျပြောဆိုပြီးတာနဲ့ချက်ချင်းစရံငွေကောက်ပေးလိုက်တဲ့နည်းပဲဒီနည်းနဲ့ကိုယ့်ဟာနဲ့ချက်ကိုကာကွယ်တော့မှနောက်ပိုင်းမှာကံကြမ္မာကောင်းတွေလက်ထက်ရောက်ပြီးမှခုံတက်သွားတယ်ဆိုတဲ့နှမျိုးစရာဖြစ်ရမျိုးတွေနဲ့ကင်းဝေးသွားတော့တာပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ကိုနောက်တစ်ချိန်စကားပြောခွင့်ပြုကြပါအောင်စီရီးယားလူမျိုးကထားလာပြန်သည်အခုကြားခဲ့ရတဲ့ဇလန်တွေကတစင်သေးကြီးပါပဲအခွင့်အရေးလက်လွတ်ဆုံးရှုံးရတဲ့အကြောင်းရင်းတွေကအတူတူပါစောစောကကျွန်တော်တို့ပြောခဲ့ကြတဲ့ဖိနှွဲမှုအချိန်ဆွဲမှုပါပဲရောက်လာတာကတကယ်အခွင့်အရေးတကယ်ကံကြမ္မာကောင်းဒါပေမဲ့လက်ခံသူကအချိန်ဆွဲသမားဖြစ်နေတယ်လက်ငင်းချိန်ဟာအကောင်းဆုံးအချိန်ပဲဆိုပြီးအမိရဖမ်းမယူလိုက်ဘူးအဲ့ဒီတော့မရဘူးမအောင်မြင်ဘူးပေါ့ဟုတ်ပါတယ်
မိတ်ဆွေပြောတဲ့စကားတွေကအမျှော်အမြင်ရှိတဲ့စကားတွေပါထွေနာကုန်တဲ့ကဆိုသည်စောစောကအဖြစ်ပြက်2ရက်လုံးမှာကံကြမ္မာကောင်းနေရအချိန်ဆွဲမှုရဲ့လက်ကထွက်ပြေးခဲ့တာကြီးပါပဲဒါပေမဲ့ဒါဆန်းသလားဆိုတော့မဆန်းဘူးဗျကျွန်တော်တို့အားလုံးမှာအချိန်ဆွဲတတ်တဲ့စိတ်တဘာဝကိုစီရှိနေကြတယ်ချမ်းသာတာတော့ကျွန်တော်တို့အားလုံးချမ်းသာချင်ကြတဲ့လူကြီးပဲဒါပေမဲ့ချမ်းသာဖို့အခွင့်အလမ်းပေါ်လာပြီဆိုတာနဲ့ကျွန်တော်တို့ကိုယ်တည်းကအချိန်ဆွဲတတ်တဲ့တဘာဝကနှိုးချထားကြလာပြီးလှုပ်ရှားရှိရဲ့အလုပ်ကိုနေရှိညာရွှေခိုင်းတော့တာပဲသူစကားနားထောင်တဲ့အခါကျွန်တော်တို့မှရန်သူစကားနားထောင်တယ်လို့ဖြစ်တာပဲရန်သူမှအဆိုးဝါးဆုံးရန်သူလို့ဖြစ်နေတယ်ကျွန်တော်ငယ်ငယ်တုန်းကအဲ့ဒီသဘောကိုမသိဘူးစီရီယာကမိတ်ဆွေတိတ်သဘောကျတဲ့ဖိနေတဲ့အချိန်ဆွဲတယ်ဆိုတဲ့စကားလုံးမျိုးတွေနဲ့ဆက်ဆက်မစင်စားမိဘူးကျွန်တော်စိတ်မှာစောစောကအယောင်းဝယ်ကိစ္စလို့ကျွန်တော်မအောင်မြင်ခဲ့တဲ့ဟာတွေအတွက်ကျွန်တော်ရဲ့ဆုံးဖြတ်ချက်လွဲမှားမှုကိုပဲအပြစ်တင်နေမိတယ်ငါဆုံးဖြတ်ချက်မှားသွားတယ်ဒါပဲနောက်ကြတော့တမျိုးပြောင်းဆွဆွဲပြန်တယ်ငါကောင်းမှာတာအလဲတကူရှော့မပေးတတ်တာအဲ့ဒီလိုဒီအထိလဲမှားနေတာပေါ့လေနောက်ဆုံးကြတော့မှအပြစ်မှန်ကိုကျွန်တော်ရှင်းမြင်တယ်ထားလို့ရမယ့်အချိန်မှမလုပ်ပဲရွှေဆိုင်နေတတ်တဲ့ငါအချင်းကြီးငါချိုရင်ချက်ကြီးကြောင့်အခွင့်အရေးတွေဆုံးရှုံးနေတာဒါငါအပြစ်လို့အမှန်တိုင်းမြင်တဲ့အချိန်မှာကိုအကြီးအကျယ်ဒေါသဖြစ်တာဒါပေမဲ့အဲ့ဒီဒေါသစိတ်အဲ့ဒီကိုအပြစ်ကြီးကိုမုန်းတီးတတ်တဲ့စိတ်တွေပြင်းထန်တဲ့အတွက်ကြောင့်ပဲကျွန်တော်ပြပြတသားကြီးပြင်ဆင်ခဲ့တယ်အဲ့ဒီစိတ်တွေတင်ပို့တဲ့အားနဲ့ပဲအမြင်မှုလမ်းကြောင်းပေါ်ကျွန်တော်ရောက်ခဲ့တယ်ကျေးဇူးပြုပြီးပထမဇလန်ပြောခဲ့တဲ့မိတ်ဆွေကုန်တဲ့ကြီးကိုမေခွန်းတစ်ခုလောက်မေခွန်းပြုပါစီရီယာမပုဂ္ဂိုလ်ကပင်စကားဆပြန်သည်မိတ်ဆွေကြီးခင်ဗျာမိတ်ဆွေကြီးရတာအင်မတန်တက်ရတာနာမှုရှိပါတယ်စကားပြောဆိုပုံကလည်းအောင်မြင်ကြီးဝါနေတဲ့ပုဂ္ဂိုလ်တယောက်ရဲ့လက္ခဏာများအပြည့်ပါပဲကျေးဇူးပြုပြီးအချိန်ဆွဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးပြောစမ်းပါဒီကနေ့မှမိတ်ဆွေကြီးရဲ့အတင်းစိတ်ကနည်းနည်းဆိုင်စမ်းမအောင်ကွာလို့ဒီလိုပြောလာတဲ့အခါမိတ်ဆွေကြီးနားထောင်သေးလားခင်ဗျာမထောင်တော့ပါဘူးခင်ဗျာကျွန်တော်လည်းပဲစောစောကကျွမ်းနာကုန်တဲ့ကြီးပြောသွားတယ်လို့အချိန်ဆွဲတတ်တဲ့ကျွန်တော်အချင်းစုကိုကျွန်တော်ဘာသာသိမြင်ပြီးပြင်ခဲ့ပါတယ်ဒီအချင်းစုကိုအနိုင်ယူနိုင်ခဲ့ပါတယ်ဝင်ရုံပြူနေကုန်တဲ့ကြီးကဖြေသည်တစ်ချိန်လုံးကတော့ဒီအချင်းစုဟာကျွန်တော်ကိုနှိပ်စက်နေတဲ့ရန်သူကြီးပေါ့ကျွန်တော်ပျက်စီးချောင်းတွေဖန်တီးဖို့အမြဲကွက်ချောင်းနေတာကျွန်တော်ကိုရိတ်ကြုံခဲ့တာစောစောကကျွန်တော်ပြောခဲ့တဲ့ဇလန်တစ်ပုဒ်တည်းမဟုတ်ပါဘူးအလားတူစင်တူရိုးမှအဖြစ်ပြပေါင်းများစွာကြုံခဲ့ပါတယ်အခွင့်အရေးတွေချိန်မှန်များစွာမောင်းထုတ်ခံခဲ့ရပါတယ်ဒါပေမဲ့ဒါဒီလိုဖြစ်တာပါလားငါဒီလိုတွေဆုံးရှုံးနေနိုင်ခဲ့ရတာပါလားလို့တည်တည်ချာချာသဘောပေါက်ပြီးတဲ့နောက်မှာတော့သူ့ကိုအနိုင်ယူဖို့ဘာမှမခဲရင်တော့ပါဘူးကိုစပက်ကြီးရဲ့ခိုးဝင်နေတဲ့တကိုးကိုတီးလျက်နေတော့ဘယ်ပိုင်းရှင်ကခွင့်ပြုနေမလဲကိုဆိုင်လာဝယ်မဲ့ဖောက်တဲ့တွေကိုနှင်းလွတ်နေတဲ့လူမျိုးကိုအမျက်စွန်းတွေအလစ်တုံနေတဲ့လူမျိုးကိုလည်းတကယ်အကြောင်းသိပြီဆိုရင်တော့ဖေလက်ခံထားတော့မလဲဒီအတွင်းရန်သူအကြောင်းကောင်းကောင်းသိရနဲ့တပြိုင်နက်သူ့ကိုကျွန်တော်အပြတ်ရှင်းတာပဲဒီလိုပဲဘေဘီလုံးမှာရှိတဲ့ဒနာဥစ္စာရတနာတွေကိုကိုအတွက်တဖို့တဆူရချင်တဲ့သူတိုင်းဥစွာပထမကိုမှရှိနေတဲ့အချိန်ဆွဲတတ်ခြင်းဆိုတဲ့အတွင်းရန်သူကိုအရင်အနိုင်ယူဖို့လိုလိမ့်မယ်လို့ကျွန်တော်ပြောချင်တယ်ကဲအခက်ကောပြောစမ်းပါအောင်ခမ ्या ကဘေဘီလုံးမှာချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတော့အများကခမ ्या ကိုကံကောင်းဆုံးပုဂ္ဂိုလ်လို့ရမှာကံလိုက်ဆုံးပုဂ္ဂိုလ်ဖြစ်သတ်မှတ်နေကြတယ်ကျွန်တော်ပြောတဲ့အတွင်းရန်သူကိစ္စမှာခမ ्या မြင်ကိုကြားစမ်းပါရစေနောင်ကြီးယူစားနဲ့တသားတည်းပါပဲအခက်ကဖြေသည်ကျွန်တော်ဘဝတက်တန်တခြားလူပေါင်းများစွာကိုမျိုးစင်းနဲ့ချီပြီးကျွန်တော်စောင့်ကြည့်ခဲ့မှုပါတယ်ဂုံတယ်တွေအတတ်ပညာလိုက်စားသူတွေအသိပညာရှင်တွေလုပ်ငန်းဆောင်နေဆောင်ပါပဲအဲ့ဒီပုဂ္ဂိုလ်တွေသူတို့ဘဝနဲ့ပဲအသီးသီးမှလှူရှားကြတဲ့အခါသူတစ်ပါးတည်းထူးခြားအောင်မြင်မှုရဖို့အခွင့်အလမ်းတွေလူတိုင်းကိုယ်စီကြုံကြတွေ့ကြရတာပါပဲအဲ့ဒီမှာတချို့ကကြုံသမျှအခွင့်အရေးကိုအမိရယူတယ်ကိုကြီးမန်းချက်ကိုယ်အလုပ်ဆန္ဒပြဖို့အတွက်အစဉ်တစိုက်အားထုတ်ကြတယ်အဲ့ဒီတော့ဒီလူတွေအောင်မြင်သွားကြတယ်လူအများစုကတော့အခွင့်အရေးကိုယူရမှမဝင်မရဲသလိုတွန်းဆုပ်လုပ်ကြတယ်စဉ်းစားသလိုချင်းသလိုနှောင့်နှေးကြံ့ကြာအောင်လုပ်ကြတယ်ဒီလူတွေဟာတဖြည်းဖြည်းနောက်ကျကျန်ရက်ပြီးအောင်မြင်မှုနဲ့လမ်းဝေးသားကြတယ်ထို့နောက်အခက်ကရက်ကန်းလုပ်ငန်းရှင်ဘက်သို့လဲ၍ဆိုသည်ကဲကံကြမ္မာကောင်းကြောင်းဆွေးနွေးဖို့စကြံပေးခဲ့တဲ့ပုဂ္ဂိုလ်ကြီးခမရသဘောထားပြောစမ်းပါအောင်စောစောကဆွေးနွေးကြတာတွေနားထောင်ပြီးရဲ့နောက်ခမရကောင်းထဲမှာဘလို့ကောက်ချက်ချမိတယ်လဲဗျာကံကြမ္မာကောင်းဆိုတာကိုကျွန်တော်ရှုထောင့်တစ်မျိုးကမြင်လာပြီးဆိုရမှာပေါ့ဗျာငကူတော့ကတော့ကံကောင်းမှုဆိုတာကိုယ့်ဘက်ကပါအထုံးမှမလို့ပဲလူတယောက်အလိုလိုရရှိလာနိုင်တဲ့အင်မတန်နဲ့သက်စရာအချင်းအရာတစ်ခုလို့မြင်ခဲ့တယ်အခုတော့
ကံကြမ္မာကောင်းဆိုတာထိုင်းဆောင်နေုံတက်တက်နဲ့ဖြစ်လာတာမျိုးမဟုတ်ဘူးကံကြမ္မာကောင်းကြုံချင်းရင်ပေါ်လာတဲ့အခွင့်အရေးကိုအမိရယူရလိမ့်မယ်ထထချွတ်ချွတ်လုပ်ရလိမ့်မယ်ဆိုတာကိုကျွန်တော်သဘောပေါက်သွားပြီနောက်ဆိုရင်အခွင့်အရေးတွေကိုကျွန်တော်အတွက်အကောင်းဆုံးကံကြမ္မာတွေအဖြစ်ပြောင်းလဲပြဖို့ကျွန်တော်စူးစမ်းတော့မယ်တိတ်ကောင်းတယ်ဗျာစင်တွေဘက်ကထပ်ပေါ်လာတဲ့သဘောတရားအမှန်ကိုခမရဆုပ်ကင်ပြီးသွားတာပဲအခက်ကမချက်ချသည်ကံကြမ္မာကောင်းဆိုတာအခွင့်အရေးရဲ့နောက်ကလိုက်ပါစမြဲဖြစ်တယ်သူဘာသာရှိကလာလေးမရှိဘူးဆိုတာကျွန်တော်တို့အခုတွေ့ခဲ့ရပြီဒီမှာတာရကနှစ်ခုကျွန်တော်တို့မြင်ခဲ့ရတယ်ကျွန်တော်တို့မိတ်ဆွေကုန်တဲ့ကြီးဟာကံကြမ္မာဆောင်နဲ့တမီကသူ့ကိုမြေရိုင်းဖော်တဲ့လုပ်ငန်းအသွင်နဲ့အခွင့်အရေးပေးလာစဉ်ကယူလိုက်မိရင်ကံကြမ္မာကောင်းကြုံခဲ့ရမှာပဲအခွင့်အရေးကိုမယူတော့ကံကောင်းခွင့်ဆုံးရှုံးခဲ့ရတယ်လားတူတိုးကုန်တဲ့ကြီးဟာလည်းတိုးတော့ကိုအင်မတန်သက်သာတဲ့စီနှုံနဲ့ဝယ်ယူခွင့်ရတယ်ဒါပေမဲ့အခွင့်အရေးကိုအမိရမယူဘူးမလို့အပဲနှောင့်နှေးခဲ့တယ်ဒါကြောင့်ကံကြမ္မာကောင်းတစ်ခုလက်လွတ်ခဲ့ရတယ်ဒီတာရကတွေကနေထင်းထင်းရှားရှားထွက်ပေါ်လာတဲ့အချက်ကခုနမိတ်ဆွေရှုမြင်သွားသလိုကံကြမ္မာကောင်းတွေသည့်အခွင့်အရေးကိုအမိရဖန်ယူခြင်းဖြင့်သာကြုံရရရှိနိုင်တယ်ဆိုတဲ့မှန်ကန်ချက်ပဲအခွင့်အရေးကိုအမိရယူဖို့နှိုးချတကြနေတဲ့ပုဂ္ဂိုလ်တိုင်းဟာကံကြမ္မာဆောင်နဲ့သမီးရဲ့အာယုံဆိုင်မှုကိုခံရစမြဲပဲကံကြမ္မာဆောင်နဲ့သမီးဟာဒီလိုပုဂ္ဂိုလ်မျိုးတွေကိုဆောက်ရှောက်ကူညီဖို့အမြဲအစဉ်သင့်ရှိနေတယ်ထားကြနှိုးချသူတွေကိုနှစ်သက်တယ်ထားကြနှိုးချမှုအခွင့်အရေးကိုမပြတ်ရှုမြင်ပြီးအလင်းအမြန်ရယူတတ်မှုအပြင်သာကံကြမ္မာကောင်းတွေအဆက်မပြတ်ကြုံကြိုက်နိုင်တယ်အောင်မြင်ကြီးပွားသူတို့ဖြစ်လာနိုင်တယ်